အားလုံးပဲမင်္ဂလာရှိသောနေ့လေးပါဗျကျွန်တော်ဒီနေ့မှာတော့သူရဲ့အချုံနဲ့ဆိုရင်ဂျော်ရှဘန်ကိုတရားပေါင်းအဆုံးတတ်နိုင်နေဆိုပြီးဘန်ကိုစိန်ခေါ်လိုက်တဲ့အမေရိကန် BJJ အချုပ်ဖိုက်တာမီဂီမူဆူမချီအကြောင်းတင်ဆက်ပေးသွားမှာပါဂျော်ရှဘန်ကတော့လက်ရှိကမ္ဘာ UFC ဖလန်ဝိုက်တန်ချန်ပီယံဖိုက်တာတယောက်ဆိုတဲ့အနေထားမှာဖိုက်တာတွေအားလုံးကအမြဲတမ်းမျက်စောင်းထိုးစိန်ခေါ်လေတိုက်နေကြတာပါဒါတော့ဖိုက်တာတွေရဲ့ထုံးစံအတိုင်းချန်ပီယံကိုလေတိုက်ရလဲမနေဘူးဆိုပြီးမစားညောခံအားချောင်းနေကြတာပါမနေ့ကလည်းဖလန်ဝိုက်တန်ချန်ပီယံဟောင်းပန်နိုဂျာကဘန်စီကသူ့ရဲ့ခပတ်ကိုမကြခင်မှာကျင်းသေးပြန်ယူမယ်ဆိုပြီးလေတိုက်ထားတာပါဒါအပြင်ပေါ်ရီဖိုက်တာမာနေကက်ကလည်းသူရတဲ့ခပတ်ကိုဘန်စီကပြန်ယူမယ်ဆိုပြီးကြွေးကြော်ထားရတာဖြစ်ပါတယ်အခုလက်ရှိမှာလည်းအမေရိကန် BJJ အချုပ်ဖိုက်တာမီဂီမူဆူမချီကဂျော်ရှဘန်ကိုထပ်မံလေတိုက်လာခဲ့တာပါအဲ့တော့အမေရိကန်ဖိုက်တာမီဂီကဘလုံးနေထားမျိုးနဲ့ချန်ပီယံဘန်ကိုလန်စိန်ခေါ်နေလဲဆိုတာအရင်လေးတာကြည့်ရအောင်ပါဆိုတော့အမေရိကန်ဖိုက်တာမီဂီကဝမ်ချန်ပီယံရှစ်မှာရောUFC မှာကျင်းလဲမှုတဲ့ BJJ အချုပ်သီးသန့်ဖိုက်တာတယောက်ပါဝမ်ချန်ပီယံရှစ်မှာကစားတဲ့ Submission Grappling 6ပွဲမှာရှုံးမဲ့လုံးဝမရှိတဲ့ဖိုက်တာတယောက်ဖြစ်ပြီးတော့ One Flyweight Submission Grappling World Champion ခပတ်ကိုပါရရှိထားတာပါ UFC ဖွဲ့စည်းမှာဆိုရင်လည်းလုံးဝရှုံးမဲ့မရှိတဲ့ BJJ အချုပ်ချန်ပီယံဖိုက်တာတယောက်ဖြစ်ပါတယ်ဒါကြောင့်လည်းပရိသတ်တွေအားလုံးက BJJ အချုပ်ဆရာတဆူလို့တောင်တင်စားကြတာပါဒါပေမဲ့အမေရိကန်ဖိုက်တာမီဂီက MMA ပွဲတွေလုံးဝမကစားပဲအချုပ်သီးသန့်ကစားတာပါအဲ့တော့အမေရိကန်ချုပ်ဖိုက်တာမီဂီရဲ့ဘန်ကိုစိန်ခေါ်တဲ့အဓိကအကြောင်းရင်းကပြီးခဲ့တဲ့တိုင်နာနဲ့ပွဲမှာတိုင်နာဆွဲလဲချတိုင်းဂျော်ရှောမခဏခဏလဲကျသွားပြီးအချုပ်ခံနေရတာကြောင့်ပါဆိုတော့တက်ဆိုတနာနေရာမှာသူရဲ့ချုပ်သားဆိုရင်ဘန်ကိုပွဲသိမ်းနိုင်တဲ့ဆိုတဲ့ထားနဲ့အခုလိုလေတိုက်လာခဲ့တာပါအမေရိကန်ဖိုက်တာမီဂီကကျွန်တော်ဘန်နဲ့တိုင်နာပွဲကိုကြီးပြစ်ပါတယ်ကျွန်တော်သာဘန်ကိုလဲချနိုင်ခဲ့မယ်ဆိုရင်ချုပ်ကွန်းနဲ့ဆုံးတက်နိုင်မှာလုံးဝသိချပါတယ်တကယ်လို့ကျွန်တော်သာစထရဂင်နဲ့နဘန်မှာရနိုင်မယ်ဆိုရင်ဘန်ရဲ့ခပတ်ကကျွန်တော်စီမှာရှိနေမှာပါကျွန်တော်ရဲ့ BJJ အချုပ်စွမ်းရည်ကိုတော့လုံးဝကိုယုံကြည်ရှိပါတယ်ဘန်ကိုမြေပြင်လဲချလိုက်တာနဲ့ချက်ချင်းအချုံနဲ့ပွဲသိမ်းနိုင်မှာလုံးဝကိုတရားပါတယ်ဆိုပြီးဘန်ကိုလေတိုက်သွားခဲ့တာပဲဖြစ်ပါတယ်အမေရိကန်ဖိုက်တာမီဂီကတော့သူ့ရဲ့အချုပ်စကင်းနဲ့ဆိုရင်ဘန်ကိုကျင်းသေးပွဲသိမ်းနိုင်တဲ့ဆိုတဲ့အကြောင်းနဲ့သူသာစထရဂင်မိုင်းကောင်းမယ်ဆိုရင်ဘန်တို့ဖလန်ဝိုက်တာမှာကစားပြီးဘန်ရဲ့ချန်ပီယံခပတ်ကလည်းသူစီမှာရှိနေမှာပါဆိုပြီးဘန်ကိုလေတိုက်သွားခဲ့တာပဲဖြစ်ပါတယ်အဲ့တော့အမေရိကန်ဖိုက်တာမီဂီအနေနဲ့အချုပ်လောက်ကစားတတ်ပြီးဘန်နဲ့သွားထိုးမဲ့ဆိုရင်တော့ထန်းစင်းနဲ့ပါစေယုံတင်ရမှာလဲအသေးချပဲဖြစ်ပါတယ်